ကျွန်တော်တို့တိုင်းပြည်ရင်ဆိုင်နေရတဲ့အခက်အခဲကကြမ်းတမ်းပါတယ်တခြားတိုင်းပြည်တွေမှာပြည်သူလူထုရဲ့ဆန္ဒပြကန့်ကွက်မှုတွေကြောင့်အစိုးရတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ပြုတ်ကျသွားကြပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒါလိုဖြုတ်မချနိုင်မဲ့နဲ့သက်ဆိုးရှင်နေပါတယ်အုပ်ချုပ်သူကိုပြည်သူလူထုကမကြိုက်နှစ်သက်မလိုလားတာနှစ်ပေါင်း80နီးပါးကြာပါပြီအကြိမ်ပေါင်းများစွာဆန္ဒပြကန့်ကွက်ကြပေမဲ့သူတို့ကအမြင့်မပြတ်ဖဲနဲ့ပြည်သူတွေကသာအသက်ပေးခဲ့ကြရပါတယ်သူတို့ကအခြေအနေမှန်ရင်သူတို့ချင်းပဲလူစားထိုးလဲပြီးတော့ကစားပါတယ်နေဝင်းနေရာမှာစောမောင်နေရာမှာတန်းရွှေနေရာမှာမင်းအောင်လိုင်းလူတွေသာပြောင်းသွားတယ်စစ်အာဏာရှင်စနစ်ကဒုံရင်ပြည်သူတွေရဲ့စစ်ကြုံဘဝကလည်းဒုံရင်မှာဘာကြောင့်အဲ့ဒါလောက်ခက်ခဲနေရတယ်လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေအဓိကရင်ဆိုင်နေရတဲ့ရန်သူဟာစစ်အာဏာရှင်ဖြစ်နေလို့ပါရန်သူကစစ်အာဏာရှင်ဖြစ်နေတော့ပြည်သူလူထုကဆန္ဒပြပြီးကန့်ကွက်ပြီးဆိုတိုင်းမှာလဲလမ်းပေါ်ထွက်တာနဲ့ပြစ်တော်တာပါပဲဒီလိုအခြေအနေဆိုးကိုကျွန်တော်တို့မြန်မာပြည်သူတွေပဲနားလည်နိုင်ပါတယ်ဘာကြောင့်အာဏာရှင်စစ်တပ်အမြင့်ဖြတ်ဖက်စစ်စစ်တပ်အမြင့်ဖြတ်လို့ပြောနေရတယ်လဲဆိုတော့မြန်မာပြည်သူတွေပဲနားလည်ပါတယ်အဲ့ဒါဟာသဘောထားတင်းမာလွန်းလို့ပြောနေတာလို့တချို့ theory သမားတွေကထင်တတ်ကြပါတယ်အမြင့်ဖြတ်လို့ပြောတဲ့အတွက်ကြောင့်သဘောထားတင်းမာတယ်လို့သူတို့ကဆိုနေကြတာပါဒါပေမဲ့အခုတော်လှန်ရေးသမားတွေကအမြင့်ဖြတ်လို့ပြောနေရတာဟာအမြင့်မဖြတ်ဘဲနဲ့နေလို့ရကိုမရတော့လို့အဲ့ဒါလိုပြောနေရတာပါအရင်ကလည်းတော်လှန်ရေးအကြိမ်အောင်မြင်ခဲ့ဘူးပါတယ်88ခုနှစ်မှာဘုံနေဝင်းအစိုးရကိုဖြုတ်ချနိုင်တာပါပဲဒါပေမဲ့အာဏာရှင်စစ်တပ်အမြင့်မဖြတ်နိုင်တော့ဒီဘူတာဟောက်မယ်ပြန်ဆိုင်ပါတယ်90ရွေးကောက်ပွဲ2015ရွေးကောက်ပွဲတွေနိုင်နေဆိုတာကလည်းပြည်သူလူထုကအောင်မြင်တာပါပဲဒါပေမဲ့အာဏာရှင်စစ်တပ်အမြင့်မဖြတ်နိုင်တော့ဒီဘူတာဟောက်မယ်ပြန်ဆိုင်ပါတယ်အခုလဲတခြားသောအောင်ပွဲဆိုတာမျိုးတခြားပုံစံနဲ့အောင်ပွဲဆိုတာမျိုးကိုမျော်လင့်ဆောင်စားနေရင်တခြားနည်းလမ်းကိုပဲရှာဖွေနေအောင်မယ်ဆိုရင်တနေ့မှာဒီဘူတာပဲပြန်ဆိုင်အောင်မှာပါပဲအဲ့ဒါကြောင့်အာဏာရှင်စစ်တပ်အမြင့်ဖြတ်ဖက်စစ်စစ်တပ်အမြင့်ဖြတ်လို့ပြောနေကြတာပါစစ်အာဏာရှင်ကိုအမြင့်ဖြတ်ခြင်းနဲ့ပြည်သူတွေရဲ့စိတ်ဆန္ဒဟာနှလုံးသားထဲမှာတိတ်ရင့်တန်ကြီးမားနေပါတယ်ဒီစစ်အာဏာရှင်ကိုအမြင့်ဖြတ်လို့ရမယ်ဆိုရင်ရတဲ့နည်းနဲ့ဖြတ်ချင်ပါတယ်ဘသူအကူအညီဖြစ်ယူချင်ပါတယ်ကူညီမဲ့သူကိုလည်းမျှော်လင့်ကြပါတယ်ဒီစစ်အာဏာရှင်ကိုထောက်ခံလို့ရှိရင်ဘသူကိုဖြစ်ထောက်ခံတဲ့သူကိုခါတီမုန်းပါတယ်အဲ့ဒါကြောင့်မြန်မာပြည်သူတွေကြားထဲမှာတရုတ်ရုရှားဆိုရင်မုန်းတယ်အမေရိကန်ဆိုလို့ရှိရင်ကြိုးစိုးခြင်းနဲ့ဆိုတဲ့စန္ဒမျိုးဟာတိုးပွားဖြစ်ပေါ်နေပါတယ်ဒါဟာစစ်ကောင်စီကတွန်းပို့နေတဲ့လမ်းဖြစ်တယ်လို့တရုတ်ရုရှားအမေရိကန်အစိုးရတွေကိုယ်တိုင်ကရွေးချယ်ကြတဲ့လမ်းလည်းဖြစ်ပါတယ်အဲ့ဒါလိုဖြစ်နေတဲ့အတွက်ပြည်သူကိုကျွန်တော်တို့အပြစ်တင်လို့မရပါဘူးမြန်မာပြည်ဒီမိုကရေစီရအောင်အမေရိကန်ကူညီမလားလို့မျှော်လင့်လာတာဟာ1988ခုနှစ်ကလေးကပါအမေရိကန်ကကူညီနိုင်တော့ကူညီခဲ့တာတွေရှိတယ်ဆိုတာလည်းအမှန်တကယ်ပါပဲတန်တမန်ရေးရာအရာကူညီခဲ့တာ NGO ရင်ကျင်းမှုပေါ်ပေါက်လာအောင်ငွေကြေးအလုံးရင်းနဲ့ကူညီခဲ့တာမီဒီယာဖွံ့ဖြိုးအောင်ကူညီခဲ့တာတွေအများပြားရှိခဲ့ပါတယ်ဒါပေမဲ့အမေရိကန်ရဲ့ကူညီမှုအားလုံးဟာသူတို့ရဲ့အကျိုးစီးပွားပေါင်းတွေကကြီးပဲကူညီခဲ့တာပါ1988ခုနှစ်မှာကျောင်းသားလက်နက်ကိုင်တပ်မတော်ပေါ်ပေါက်လာခဲ့ပါတယ်တိုင်းသားလူမျိုးပေါင်းစုံရဲ့စစ်အာဏာရှင်စန့်ကျင်ရေးတိုက်ပွဲကလည်းဒီနေ့ခေတ်လိုပဲအားကောင်းခဲ့တာပါပဲအဲ့ဒီတုန်းကကျောင်းသားတပ်မတော် ABSDF နဲ့တိုင်းသားလူမျိုးစုလက်နက်ကိုင်တပ်မတော်တွေကိုလက်နက်ထောက်ပံ့ကူညီပေးလိုက်မယ်ဆိုလို့ချင်းပွဲကပြတ်တာကြာလာပါပြီအဲ့ဒီကလေးကပြတ်မှာပါအဲ့ဒီအစားမှာလက်နက်ကိုင်တော်လှန်ရေးမလုပ်ဖို့အမေရိကန်ကနားချစီယုံခဲ့ပါတယ်တော်လှန်ရေးလုပ်မဲ့ကျောင်းသားတော်လှန်ရေးသမားတွေကိုအမေရိကန်နဲ့အနောက်နိုင်ငံတွေစီခေါ်ယူပြီးတော့ပညာသင်ပေးပါတယ်အခု2021ခုနှစ်မှာဒုတိယစစ်အာဏာရှင်တော်လှန်ရေးကြီးဖြစ်လာတော့အဲ့ဒီအနောက်နိုင်ငံမှာပညာသင်ခဲ့တဲ့ပညာတတ်တွေဘယ်အခန်းကဏ္ဍကနေပါဝင်လှုပ်ရှားနေကြပါသလဲဘာတွေလုပ်နေကြပါသလဲဒီနေ့တော်လှန်ရေးမှာပါဝင်ကူညီနေသူဘယ်နှယောက်ရှိပါသလဲအားလုံးစဉ်းစားကြည့်လို့ရှိရင်ကွက်ကွင်းမြင်နိုင်ပါတယ်ကျွန်တော်အဓိကပြောချင်တာကစစ်အာဏာရှင်ပြုတ်ကြအောင်အမေရိကန်ကူညီခြင်းလွယ်လေးပါအဲ့ဒါဟာသူတို့ရဲ့အဓိကရည်ရွယ်ချက်မဟုတ်တော့သူတို့ရည်ရွယ်တဲ့အတိုင်းသူတို့လုပ်သွားပါတယ်သူတို့ရည်ရွယ်ချက်အောင်မြင်ပါတယ်ကျွန်တော်တို့တော်လှန်ရေးကတော့အတွတ်ရှည်ခဲ့ပါတယ်အခုလဲကျွန်တော်တို့တော်လှန်ရေးသမားတွေဟာအမေရိကန်ရဲ့အကူအညီကိုမျှော်လင့်နေကြတော့မှာပဲအခုအမေရိကန်ဝင်ချင်နေပြီဝင်ဖို့လမ်းရှာနေပြီအမေရိကန်ဝင်လာရင်မြန်မာပြည်မှာ proxy စစ်ပွဲဖြစ်လိမ့်မယ်ဒုတိယယူကရိန်းဖြစ်လိမ့်မယ်သတိကြီးထားကြပါကိုအချင်းအမြန်စီလုံးကြပါလို့ကျွန်တော်ကပြောတော့တချို့မကြိုက်နှစ်သက်သူတွေရှိကြပါတယ်ရိုးသား
မကြိုက်နှစ်တက်ကြတဲ့သူတချို့ကိုဆိုလိုပါတယ်ကျွန်တော်ကအမေရိကန်လာမှာကိုအစိုးမြင်နေတယ်ဆိုပြီးတော့မကြိုက်ကြတာပါဘာလို့မကြိုက်ကြတယ်လဲဆိုတော့အမေရိကန်ဝင်လာမှာကိုသူတို့ကအကောင်းမြင်နေကြလို့ပါသူတို့ဘက်ကအမြင်ကိုကျွန်တော်နည်းနည်းရှင်းပြပါမယ်တရုတ်ကစစ်ကောင်စီဘက်မှာရက်နေပြီငါတို့ဘက်မှာအမေရိကန်ရက်မှာသာတော်လိုင်းကြီးအောင်မြင်မယ်အဲ့ဒါလို့မဟုတ်ရင်အောင်ဖို့ခက်မယ်လို့သူတို့တွေးပါတယ်သူတို့တွေးတယ်လို့ရိုးရိုးဖြောင်းဖြောင်းလေးအတိုင်းဖြစ်သွားရင်တော့တိတ်ကောင်းတာပေါ့ဗျာအမေရိကန်က NUG အစိုးရကိုလက်နက်တွေထုတ်ပေးမယ်အဲ့ဒါလို့ထုတ်ပေးတဲ့လက်နက်တွေကို PDF တွေရသွားမယ်ခင်မီလက်နက်တွေနဲ့ပြန်တိုက်ပြီးတော့စစ်ကောင်စီကိုအနိုင်ရသွားမယ်လို့သူတို့မျှော်လင့်တာသူတို့ရဲ့ရိုးဖြောင်းတဲ့အိမ်မက်ပါအဲ့ဒါလို့ဖြစ်သွားရင်ကျွန်တော်လည်းကြိုက်တာပါပဲမွေးကလေးကစစ်အာဏာရှင်လက်အောက်မှာနေခဲ့ရတဲ့လူတစ်ယောက်အနေနဲ့အမေရိကန်ပဲကူတရုတ်ပဲကူဘယ်သူပဲကူစစ်အာဏာရှင်ပြုတ်ကြအောင်ကူမယ်ဆိုလို့ရှိရင်ကူတဲ့သူကိုကြိုးစိုးမှာပါပဲအမေရိကန်ကူလို့ဒီဒေါ်လာကြီးအောင်မြင်သွားရင်ကျွန်တော်လည်းကြိုက်ပါတယ်ဒါပေမဲ့အဲ့ဒါလောက်မယိုးစင်းတာကိုမြင်နေလို့သာ proxy စစ်ပွဲဖြစ်သွားလိမ့်မယ်လို့သတိပေးနေတာပါအမေရိကန်က NUG ကိုအကူအညီပေးခြင်း PDF ကိုအကူအညီပေးခြင်းရိုးရိုးနဲ့လွယ်လွယ်လေးပါယူကရိန်းကိုကူတယ်လို့ကူလိုက်ရုံပါပဲအခုအမေရိကန်ကအဲ့ဒါလို့မကူပါဘူးယူကရိန်းကိုကူတာရဲ့10ပုံတစ်ပုံကူရင်တောင်မှကျွန်တော်တို့နိုင်နေပြီဆိုပြီးတော့ NUG ဘက်ကတာဝန်ရှိတဲ့သူတချို့ကအမေရိကန်ရဲ့လူတွေကိုမချစ်တင်ငယ်ပြောပြနေကြတာကိုကျွန်တော်ကြားပါတယ်အမေရိကန်ကလည်းယူကရိန်းကိုကူတယ်လို့မကူပါဘူးဘာလို့အဲ့ဒါလို့မကူတယ်လဲဆိုတော့မြန်မာပြည်မှာရှိတဲ့သူတို့အကျိုးစီးပွားဟာယူကရိန်းမှာရှိတဲ့သူတို့ရဲ့အကျိုးစီးပွားနဲ့မတူလို့ပါအမေရိကန်ဟာယူကရိန်းမှာလည်းသူ့အကျိုးအတွက်သူလှုပ်ရှားနေတာပါမြန်မာပြည်ကိုလာရင်လည်းသူ့အကျိုးအတွက်သူလှုပ်ရှားမှာပါပဲအခုအမေရိကန်ကမြန်မာပြည်ကိုဘယ်လိုနည်းနဲ့ချင့်ကပ်လာပါတယ်လဲရိုဟင်ဂျာဖက်ချက်ကိုကင်ပါတယ်ဘင်္ဂလားဒေ့ရှ်ရဲ့လက်ကိုငှားပါတယ်ရခိုင်နဲ့ချင်းပြည်နယ်ကနေပြီးတော့ဖောက်ဝင်ဖို့ချင့်ကပ်လာပါတယ်ခေါင်းစဉ်တက်တာက humanitarian corridor ပါရှိတ်ခါစီနာခါလီဒါဇီယာအပြင်လက်ရှိဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်ဝါကာဥဇာမန်ကပါအဲ့ဒီဇင်ဂျန်လာဟာသွေးစွန်းမဲ့ဇင်ဂျန်လို့ပြောပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့အတွက်မိုဟာမက်ယူနွတ်တောင်မှရွာလဲနေပါတယ်စစ်ဦးစီးချုပ်ကဒီလောက်ကန့်ကွက်နေတာကိုဆွတ်ရှစ်တိုးလို့ရှိရင်သူ့အာဏာတောင်မရေမရာဖြစ်သွားနိုင်တဲ့အနေအထားပါဒါအပြင်ဒီဇင်ဘာလကုန်မှာနောက်ဆုံးထားပြီးတော့ရွေးကောက်ပွဲလုပ်ပေးဖို့စစ်ဦးစီးချုပ်ကအမိန့်ထုတ်ပြန်တာကိုတောင်မှခံနေရပါတယ်အမေရိကန်မှာစိတ်မာတင်ကျွန်းအိမ်မက်ရှိနေတယ်လို့ရှိတ်ခါစီနာကထုတ်ပြောပါတယ်ဒါကိုကျွန်တော်တို့မြန်မာလူမျိုးနိုင်ငံရေးသမားတွေကဟုတ်မှဟုတ်ပါမလားလို့တန်တရားရှိကြပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေရောကမ္ဘာနိုင်ငံရေးသမားတွေကပါတန်တရားမရှိကြပါဘူးတမိုင်းကိုတည်တဲ့နိုင်ငံရေးသမားတွေတန်တရားမရှိကြဘူးလို့ပြောလို့ရပါတယ်စိတ်မာတင်ကျွန်းဆိုတာအမေရိကန်တွေခြေမချဘူးတဲ့နေရာလည်းမဟုတ်ပါဘူးဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးမကြေညာခင်အရှေ့ပါကစ္စတန်အာဏာရှင်အာယုဘ်ခန်လက်ထက်တုန်းကစိတ်မာတင်ကျွန်းကိုအမေရိကန်အတွက်ငှားခဲ့ပူပါတယ်ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရပြီးရှိတ်ခါစီနာရဲ့အဖေရှိတ်မူဂျီဘာရာမန်အာဏာရလာတဲ့အချိန်ကလေးကစိတ်မာတင်ကျွန်းကိုအမေရိကန်လက်ဘယ်တော့မှမငှားတော့ဘူးလို့ကြေညာခဲ့ပါတယ်စိတ်မာတင်ကျွန်းကိုငှားရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးတွေကြားမှာကြားညက်ပြီးတော့ဒုက္ခရောက်ရလိမ့်မယ်လို့မြင်တဲ့အတွက်အဲ့ဒါလိုကြေညာခဲ့တာပါအဲ့ဒီအကြောင်းတွေကိုတိကျထပ်ပြောပါဦးမယ်အရင်တုန်းကကြားညက်တာထက်အခုဆိုလို့ရှိရင်ပို့ပြီးတော့ကြားညက်နိုင်တဲ့အနေအထားပါဘင်္ဂလားဒေ့ရှ်ရဲ့အခြေအနေကတိကျထပ်ပြောပါမယ်အမေရိကန်ဟာမြန်မာနိုင်ငံကိုအနောက်ဘက်ကပတ်ဝင်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာအမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့တက်ဆင်ကအရှေ့ဘက်ကနေဝါကိုရန်ရှာတဲ့စကားပြောပါတယ်အဲ့ဒါဟာအမေရိကန်ရဲ့ plan B ဟုတ်မဟုတ်ဆိုတာကိုပြောဖို့ကတော့တိတ်စောလွန်းပါသေးတယ်ဘယ်နည်းနဲ့ပဲဝင်အမေရိကန်ဝင်လာမယ်ဆိုရင်ကောင်းတာပဲလို့မြင်တဲ့သူတွေအများပြားရှိပါတယ်စောစောပြောသလိုပါပဲသူတို့အဲ့ဒါလိုမြင်တာကိုကျွန်တော်ကိုချင်းစာပါတယ်အမေရိကန်ဝင်လာမယ် NUG ဘက်ကနေမဝင်မဲ့ရခိုင်နဲ့ချင်းကိုအကူအညီပေးပြီးတော့တော်လှန်ရေးနိုင်သွားမယ်ဆိုရင်လည်းကောင်းတာပဲလို့မြင်တဲ့သူတွေရှိပါတယ်စောစောကစကားကိုပဲကျွန်တော်အနေနဲ့လည်းထပ်ပြောပါပါရခိုင်တိုက်လို့ပဲဖြစ်ဖြစ်ချင်းတိုက်လို့ပဲဖြစ်ဖြစ်ဘင်္ဂလားဒေ့ရှ်တိုက်လို့ပဲဖြစ်ဖြစ်အမေရိကန်တိုက်လို့ပဲဖြစ်ဖြစ်စစ်အုပ်စုပြုတ်ကျသွားမယ်ဆိုရင်ဝမ်းသာပါတယ်ဝမ်းသာရမှာပါဒါပေမဲ့အဲ့ဒါလောက်မယိုးရှင်းနိုင်ပါဘူးအမေရိကန်ကရခိုင်တို့ချင်းတို့နဲ့ပေါင်းပြီးတော့ရခိုင်ပြည်နယ်ချင်းပြည်နယ်ကိုစိုးမိုးသွားမှာဘူးတရုတ်ကဘယ်နည်းနဲ့မှအဖြစ်မခံနိုင်ပါဘူးအမေရိကန်ကရခိုင်တို့ချင်းတို့ဘက်ကနေဝင်လို့ရှိရင်တရုတ်ကစစ်ကောင်စီဘက်ကနေဝင်မှာပါအခုလည်းဝင်နေတာပဲမဟုတ်ဘူးလားလို့တချို့ကမေးချင်မေးပါလိမ့်မယ်အခုတရုတ်ကစစ်ကောင်စီဘက်ပင်းနေတာမှန်ပါတယ်တိတိကျကျပင်းနေပါတယ်လာရှိုးကိုစစ်ကောင်စီပြန်ရအောင်ကူညီခဲ့ပါတယ်အခုသိန်းကြီးကိုပြန်တောင်းပေးမယ်ဆိုတဲ့အတန်တွေကြားနေရပါတယ်ဒါတွေဟာစစ်ကောင်စီဘက်ကပင်းနေတာပါဒါပေမဲ့အစွမ်းကုန်ဝင်ပါနေတာမဟုတ်သေးပါဘူးစစ်ကောင်စီကိုလက်နက်ထုတ်ပေးတဲ့အဆင့်ထိမရောက်သေးပါဘူးစစ်ကောင်စီဘက်ကိုအကုန်လုံးပုံအောကူညီတဲ့အဆင့်ထိမရောက်သေးပါဘူး
တကယ်လို့အမေရိကန်ကဝင်လာမယ်ဆိုရင်စစ်ကောင်စီဘက်ကိုပုံအောကူညီပါလိမ့်မယ်အမေရိကန်ကချင်းရခိုင်ဘက်ကပဲလာ NUG ဘက်ကပဲလာအမေရိကန်လာပြီဆိုတာနဲ့တရုတ်ကလည်းခြေစုံပြစ်ဝင်လာပါလိမ့်မယ်အဲ့ဒါလိုဝင်လာရင်မြန်မာပြည်ယူကရိန်းဖြစ်သွားပါမယ်အမေရိကန်ရဲ့ proxy တွေနဲ့တရုတ်ရဲ့ proxy တွေတိုက်တဲ့စစ်ပွဲကြီးဖြစ်သွားပါလိမ့်မယ်နှစ်ဖက်စလုံးမှာလက်နက်အကောင်းစားတွေရလာပါလိမ့်မယ်လူတွေသိမ့်ချပြီးတော့တေဆုံးရပါလိမ့်မယ်စစ်ပွဲကြီးကမပြီးနိုင်မစီးနိုင်တမျိုးတခေါ်ကြီးဖြစ်သွားပါလိမ့်မယ်အဲ့ဒါကြောင့်အမေရိကန်ဝင်လာတဲ့အချိန်ထိမဆက်ရောက်ခင်မှာစစ်ကောင်စီကိုကိုနီးကိုဟန်နဲ့ဖြည့်ရှင်းကြစေချင်တာပါအဲ့ဒါလို့ကိုနီးကိုဟန်နဲ့မြန်ဖြည့်ရှင်းဖို့ဆိုလို့ရှိရင် NUG နဲ့ K3CG ပဲတိုက်နေုံနဲ့မပြီးပါဘူးအားလုံးတပ်ပေါင်းစုဖွဲ့ဖို့လိုပါတယ်အခုတော့ NUG နဲ့ K3C ဟာသူတို့ကြီးပဲအနိုင်တိုက်နိုင်မယ်လို့ထင်တဲ့အတွက်တခြားအဖွဲ့တွေဝင်ပါလာမှာကိုတောင်မှဟန့်နေပါတယ်တခြားအဖွဲ့တွေအင်အားကြီးထွားလာမှာကိုတောင်မှမကြီးထွားအောင်လိုက်လံပိတ်ပင်နေပါတယ်အဲ့ဒါလို့လုပ်နေရင်တော်လိုင်းရေးအချိန်ကြာပြီးစောစောကကျွန်တော်ပြောခဲ့တဲ့ proxy စစ်ပွဲတွေအထိရောက်သွားပါလိမ့်မယ်မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကင်တော်လိုင်းရေးအဖွဲ့အစည်းမှန်သမျှဟာကိုနဲ့တူတီဖြစ်စေမတူတီဖြစ်စေကိုကကြိုက်တီဖြစ်စေမကြိုက်တီဖြစ်စေတော်လိုင်းရေးအဖွဲ့အစည်းမှန်သမျှတပ်ပေါင်းစုဖွဲ့ကြဖို့တိတ်အရေးကြီးနေပါတယ်ကိုကမကြိုက်ရင်တောင်မှပြည်သူမျက်နှာကြည့်ပြီးတော့အလျှော့ပေးပေါင်းကြဖို့လိုနေပါပြီမြန်မာပြည်မှာစစ်ကောင်စီတက်ကြီးတဲ့ရန်သူမရှိပါဘူးကျန်တဲ့ကိုချင်းပြိပခါတွေကိုစစ်ကောင်စီမရှိတော့မှဖြည့်ရှင်းကြရမှာပါစစ်အာဏာရှင်စနစ်ပြုတ်ကြရေးကသာနံပါတ်1ပါအဲ့ဒီအချက်ကိုမမြင်နိုင်ရင်မြန်မာပြည်ဟာသွေးပင်လည်းဖြစ်သွားပါလိမ့်မယ်အခုမြန်မာပြည်သွေးချောင်းစီးနေပါပြီမပေါင်းနိုင်ကြပဲနဲ့ခေါင်းဆက်မာနေမယ်ဆိုရင်သွေးချောင်းစီးရုံသာမကပဲနဲ့သွေးပင်လည်းဖြစ်သွားပါလိမ့်မယ်ဘာပဲဖြစ်ဖြစ်အမေရိကန်ကဝင်ပြအောင်ဝင်မှာပဲတရုတ်နဲ့လည်းတွေ့မှာပဲအခုကျွန်တော်ပြောနေတာတွေဟာနောက်ကျနေပြီအဲ့ဒီအခြေအနေတွေဟာရှောင်လွှဲလို့မရနိုင်တော့ဘူးလို့ထင်နေတဲ့သူတချို့လည်းရှိပါတယ်အဲ့ဒီယူဆကလည်းအပြည့်အဝမမှန်သေးပါဘူးအခုချိန်မှာတရုတ်ရောအမေရိကန်ရောဟာတယောက်ချီကိုတယောက်ကြည့်ပြီးတော့သတိနဲ့လှမ်းနေကြတဲ့အခြေအနေမျိုးမှာပဲရှိနေပါသေးတယ်ဘယ်သူကမှအယံကာရောမဝင်ကြသေးပါဘူးတရုတ်ဟာအခုစစ်ကောင်စီဘက်မှာပါနေပါတယ်ဒါပေမဲ့စစ်ကောင်စီကိုလက်နက်အပြည့်တက်ဆင်ပေးတာမျိုးမလုပ်ရဲသေးပါဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့အမေရိကန်ဝင်လာမှာစိုးလို့ပါအမေရိကန်ကလည်းတလန်းချင်းစန့်တိုးကြည့်နေပါတယ် NUG ကိုလက်နက်ပုံရောတက်ဆင်ပေးပြီးအရှိန်နဲ့ဝင်လာတာမျိုးမလုပ်သေးပါဘူးဘာကြောင့်လဲဆိုတော့တရုတ်နဲ့ရင်မဆိုင်ကြသေးလို့ပါတရုတ်ဟာအမေရိကန်ရဲ့နံပါတ်1ရန်သူပါရုရှားကနံပါတ်1မဟုတ်ပါဘူးဒီချက်ကိုတရုတ်ရောအမေရိကန်ရောကောင်းကောင်းသဘောပေါက်ကြပါတယ်ဒါပေမဲ့တရုတ်ဟာအမေရိကန်နဲ့ထိတ်တိုက်မတွေ့ကျင်သေးတယ်လို့အမေရိကန်ကလည်းတရုတ်နဲ့ထိတ်တိုက်မတွေ့ကျင်သေးလို့နှစ်ဖက်စလုံးဟာတယောက်ခြေလန်းတယောက်ကြည့်ပြီးတော့သွေးထိုးဆန်းနေကြတာပါတရုတ်ကအမေရိကန်နဲ့ထိတ်တိုက်မတွေ့ကျင်သေးလို့ရုရှားကိုတောင်မှနင်းတိုက်တဲ့နစ်ကန်ဆိုပြီးတော့ပြစ်ထားပါတယ်နည်းနည်းပါးပါးပဲကူညီတာပါအမေရိကန်ကလည်းရုရှားကတစ်ဖက်အီရန်နဲ့အရှေ့လက်ပိုင်းကတစ်ဖက်မနိုင်မနှင်းဖြစ်နေချိန်မှာတရုတ်ဘက်ကိုချက်ချင်းမလိုက်ကျင်သေးပါဘူးအဲ့ဒါကြောင့်သွေးထိုးဆန်းရုံပဲဆန်းနေတာပါအဲ့ဒါကဘာကိုဖော်ပြတော့လဲဆိုတော့ကျွန်တော်တို့အတွက်အချိန်နည်းနည်းရနေသေးတယ်ဆိုတာကိုဖော်ပြနေတာပါဒါပေမဲ့အများကြီးမရပါဘူးအများကြီးမျှော်လင့်ထားလို့မရပါဘူးကျွန်တော်တို့စစ်ကိုစိတ်အေးလက်အေးစိန်ဆွဲတိုက်နေဖို့အချိန်မရပါဘူးအခုတော့ NUG နဲ့ K3C ကလည်းငါတို့ကြီးပဲတိုက်မယ်ကြံတဲ့သူတွေလှုပ်ချင်တာလှုပ်ငါတို့လမ်းပေါ်လာမရှုံနဲ့ဆိုတဲ့သဘောထားမျိုးဖော်ပြနေပါတယ်မြောက်ပိုင်းမဟာမိတ်တွေကလည်းငါတို့တိုက်ချင်တိုက်မယ်မတိုက်ချင်မတိုက်ဘူးမင်းတို့အမေရိကန်လူတွေနဲ့တော့မပေါင်းဘူးငါတို့ကတရုတ်လူဆိုတာမျိုးဖြစ်နေပါတယ်ရှမ်းတောင်ရှမ်းမြောက်ကလည်းငါတို့ကဘယ်သူမှမတိုက်ဘူးငါတို့နယ်မြေကိုလာမထိရင်ပြီးရောဆိုတာမျိုးဖြစ်နေပါတယ်တခြားတိုင်းရင်းသားအစုတွေကလည်းကိုယ့်အစုနဲ့ကိုယ်ဖြစ်နေကြပါတယ်ဗမာပြည်ကွန်မြူနတီပါတီရဲ့ PLA နဲ့တခြား local တွေចောင်းသားတက်တွေကလည်းပြီးကြဖြစ်နေပါတယ်အဲ့ဒါလိုအခြေအနေမျိုးနဲ့အားလုံးကငါမြင့်ငါဆိုင်ကြမယ်ဆိုရင်ဖြစ်နိုင်ခြင်းနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကမြန်မာပြည်ပေါ်မှာတရုတ်အမေရိကန် proxy စစ်ပွဲကြီးဖြစ်နေပါတယ်ဒုတိယတစ်မျိုးကမညီညွတ်ကြတဲ့အဖွဲ့အစည်းတွေကိုနင်းချပြီးစစ်အုပ်စုကတစ်ဖွဲ့ချင်းစီကိုကောက်စားသွားပါလိမ့်မယ်အဲ့ဒီဖြစ်နိုင်ခြင်းနှစ်မျိုးစလုံးကမကောင်းပါဘူးအဲ့ဒီဖြစ်နိုင်ခြင်းနှစ်မျိုးစလုံးကိုရှောင်ရှားပြီးတော့အာဏာရှင်စစ်တပ်အမြင့်ဖြတ်ဖို့ဆိုရင်ကြိုက်မကြိုက်သေးသေးကြီးစစ်အုပ်စုကိုစန့်ကျင်တဲ့တော်လှန်ရေးအဖွဲ့အစည်းမှန်သမျှမဖြစ်မနေအမြန်ဆုံးတပ်ပေါင်းစုဖွဲ့ကြဖို့ဖြစ်ပါတယ်တပ်ပေါင်းစုဖွဲ့ရင်ကောင်းတာပဲလို့ပြည်သူလူထုနဲ့အောက်ခြေတော်လှန်ရေးသမားတွေကထောက်ခံနေကြပါတယ်ဒါပေမဲ့ဘယ်တော်လှန်ရေးအဖွဲ့ရဲ့ခေါင်းဆောင်ကမှတပ်ပေါင်းစုဖွဲ့ရေးအတွက်လိုက်လံစီယုံနေတယ်ဆိုတာမျိုးကိုမတွေ့ရသေးပါဘူးခင်ဗျာ